တိုင်းကိုလက်ထဲဆွတ်ထက်လဲလဲနေရဖို့ကိုချက်တဲနေနေရန်တွေအေးနေတဲ့အခါဂယုစိုက်ပါကလေးရဲ့နေချမ်းတွေပြေစေဖို့ငါနှွေးတယ်လေးဝယ်ပေးမယ်ငါနန်းတွေပါစားတဲ့ထဲလူကြုံပါလို့မနေတကယ်နေအလွမ်းပြေနှွေးစေဖို့ပါပို့ပြောတယ်လို့မတွေးနဲ့ရှာဒီစဝင်းလက်ပတ်ပုံကနေတာတိုးပြီးညတာကရှစ်နေတာကိုကြည့်ရတာကလေမေးစရာကိုမရှိဘွားကလှမနေစီနေရောရှက်နှမ်းမှုဖြတ်တော့တွေးစရာပို့ပြီးမရတာကဖြစ်ဆွဲကပါကိုသတိရသွားတာ